နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ပါကစ္စတန်နိုင်ငံတဝမ်းမှာမိုးသိထန်စွာရော်သွန်းပြီးရှက်တပြက်မိုးကြီးတာရေကြီးတာတွေကြောင့်အခုသတင်းပတ်အတွင်းကလေးငယ်16ယောက်အပါအဝင်လူ32ယောက်သေဆုံးခဲ့တယ်လို့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအရာရှိတွေကပြောကြားပါတယ်။36နာရီအတွင်းလျှက်တပြက်ရေကြီးမှုနဲ့အင်ခေါင်မိုးပြိုကျမှုတွေကြောင့်လူ19ယောက်သေဆုံးခဲ့ပြီးအဲ့ဒီအထက်က10ယောက်ဟာကလေးငယ်တွေဖြစ်ကြတယ်လို့ဒေသတဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။သေဆုံးသူတွေအထက်က73ယောက်ဟာအနောက်မြောက်ပိုင်းဆွပ်တောင်ကြားကဖြစ်တယ်လို့ဆိုပါတယ်။နိုင်ငံရဲ့အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်မှာအနည်းဆုံးလူ73ယောက်သေဆုံးခဲ့တယ်လို့အဲ့ဒီဒေသရဲ့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ရေကြီးရေချမ်းမှုကြောင့်အင်ဂျင်56လုံးလည်းပျက်စီးခဲ့ရတယ်လို့သိရှိရပြီးမိုးသေးထန်စွာရော်သွန်းခဲ့တဲ့အတွက်နိုင်ငံတွေနဲ့အမိုးတွေပြိုကျရာကနေတည်ဆုံခဲ့ကြရခြင်းလည်းဖြစ်ပါတယ်။မိုးသေးထန်စွာရွာသွန်းမှုနဲ့ရုတ်တရက်ရေကြီးတဲ့အန္တရာယ်ဟာဆက်လက်မြင့်မားနေမယ်လို့လည်းအမျိုးသားမိုးလေဝသဌာနကသတင်းပေးထားပါတယ်။ပါကစ္စတန်ဟာရာသီဥတုဖောက်ပြန်မှုတန်းကိုကမ္ဘာပေါ်မှာအများဆုံးခံနေရတဲ့နိုင်ငံတစ်ခုဖြစ်ပြီးနိုင်ငံအတွင်းလူဦးရေတန်း240ဟာတိုးမြင့်လာနေပြီးတော့ပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုအခြေအနေတွေနဲ့မကြာခဏရင်ဆိုင်နေရတာဖြစ်ပါတယ်ရှင်။